အချစ်ဆိုတာလူသားတွေအတွက်တင်မဟုတ်ပါဘူးတရိษံလောကမှာလည်းရင်နာဖို့ကောင်းတဲ့အချစ်ဇလံတွေရှိနေတတ်ပါတယ်အခုဖော်ပြပြီးမှကတော့အချစ်အတွက်နဲ့ဘဝကိုပေးဆက်ခဲ့ရတဲ့တရိษံ၃မျိုးအကြောင်းပဲဖြစ်ပါတယ်နံပါတ်3ငန်းစွမ်းငန်းတွေဟာသူတို့ရဲ့တသက်တာလက်တွဲဖော်ကိုရှာဖွေဖို့လပေါင်းများစွာအချိန်ပေးကြရပါတယ်တခါလက်တွဲဖော်ရွေးချယ်ပြီးရင်တော့တဘဝလုံးခွဲမသွားပဲအတူတူနေထိုင်ကြပါတယ်တကယ်လို့အကြောင်းတစ်ခုခုကြောင့်အဖော်တကောင်တေဆုံးသွားကြရင်ကြံခဲ့တဲ့ငန်းဟာနောက်ထပ်အဖော်အသက်မရှာတော့ပဲအထီးကျန်စွာနဲ့ဝမ်းနဲ့ကြည့်ကွဲရင်နောက်ဆုံးမှာအသက်ဆုံးရှုံးသွားတတ်ပါတယ်နံပါတ်2ရှီခိုးကောင် praying mantis သူတို့ရဲ့အချစ်ဇာတ်လမ်းကတော့ထိတ်လန့်စရာရုပ်ရှင်တစ်ခုလိုပါပဲမိတ်လိုက်နေတဲ့အချိန်မှာအမဟာအထီးရဲ့ခန္ဓာကိုယ်ကိုခေါင်းကနေစားပြီးစားပစ်လေရှိပါတယ်အံ့ဩဖို့ကောင်းတာကအထီးဟာခေါင်းပြတ်သွားတာတောင်မှသူ့ရဲ့ခန္ဓာကိုယ်တွေကအာယုံကြောစနစ်တွေကမတည်သေးပဲမျိုးပွားခြင်းလုပ်ငန်းစဉ်ပြီးဆုံးတဲ့အထိဆက်လက်လှုပ်ရှားလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒါဟာအချစ်အတွက်နဲ့နောက်ဆုံးထွက်သက်အထိပေးဆက်သွားတာပါပဲ။နံပါတ်1ငါးမီအိမ် Anglerfish ပင်လယ်နှစ်ပိုင်းမှာနေထိုင်တဲ့ဒီငါးလီရဲ့ဇက်လန်းကတော့အတော်လေးထူးဆန်းပါတယ်။အထီးဟာအမထက်အစပေါင်းများစွာသေးငယ်ပြီးသူ့ရဲ့ဘဝတစ်ဝက်လောက်ကိုအမရှာရင်းနဲ့ပဲကုံဆုံးစေရပါတယ်။အမတကောင်ကိုတွေ့ပြီဆိုတာနဲ့အထီးဟာအမရဲ့ခန္ဓာကိုယ်ကိုခိုင်မြဲစွာကိုက်ထားလိုက်ပါတယ်။အချင်းကြာလာတာနဲ့အမျှအထီးရဲ့ခန္ဓာကိုယ်ဟာအမရဲ့အရေပြားထဲမှာအရေပြိုဝင်သွားပြီးနောက်ဆုံးမှာတော့အမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ပဲဘဝကိုအဆုံးသတ်သွားရပါတယ်။ဒီအချစ်ဇာတ်လမ်း၃မျိုးထဲမှာဘယ်တစ်ခုကတင့်ကိုအံ့ဩဆုံးဖြစ်စီလဲ။ comment မှာပြောပြခဲ့ပါအောင်။အခုလိုဘ ഹു တုဒတွေတီးဖို့ Animal Facts မြန်မာကို follow လုပ်ထားလိုက်တော့နော်။